မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့စနေနေ့ညသတင်းတင်ဆက်မှုအစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာတွေကတော့စားမော်ရှိကရင်မြိုင်တပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်တဲ့တဲ့တင်စိမ့်ပါမှာ COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးဆွေးနွေးမှုပြုလုပ်တဲ့တဲ့နဲ့စပလင်ဈေးမရတဲ့အတွက်စပလင်တောင်တူများဝင်ငွေအခက်အခဲဖြစ်နေတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်။ကျွန်မအမွန်ကြပါရှင်။စားမော်ကြီးရွာကရင်မြိုင်တွေတပ်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်ခမာရ383 384တပ်ကို KIA တပ်ရင်44မှဝင်ရောက်တိုက်ခတ်ခဲ့ပြီးတပ်စခန်းများကိုတင်ပိုက်နိုင်ခဲ့ကမီးရှို့ဖြစ်စီပြီးပြန်လည်ဆုတ်ခွာခဲ့ကြောင်းရှေ့တန်းသတင်းအရေးမြစ်များရသိရှိရပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ်စစ်ကောင်စီတပ်ဘက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့တာကြောင့်စစ်လေရင်အုံပြုကနှစ်ကြိမ်လာရောက်ပစ်ခတ်မှုရှိကြောင်းလည်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားအပြီးမနက်9:00နာရီအချိန်တွင် KIA တပ်မှစစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းများကိုတင်စီနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုကြောင့်ရှင်ကတ်ရံကျေးရွာတွေကြားရောက်ပောက်ကွဲပြီးအရက်သားပြည်သူနေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားကြောင်းလည်းသိရပါတယ်။၎င်းနောက်ညနေပိုင်း4:00နာရီအချိန်ခန့်မှာလည်း KIA အမှတ်6တပ်ရင်းနေမြေစိုင်းတောင်ကျေးရွာအနီးမှာစစ်ရေးလှုပ်ရှားလာတဲ့စစ်ကောင်စီတပ်နဲ့ဒုတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားချိန်စစ်ကောင်စီတပ်ဘက်မှတေဆုံးသူထိခိုက်သူရှိတဲ့အတွက်အနီးပတ်ဝန်းကျင်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ပြည်သူတို့ချို့တိမ်းရှောင်လိုက်ရကြောင်းလည်းသိရပါတယ်။ဒီဇင်ဘာလ25ရက်နေ့မနက်7:00မိနစ်အချိန်ခန့်တွင်လည်း KIA အမှတ်44တပ်ရင်းနေမြေမှာစစ်ကောင်စီတပ်ရဲ့ဟယ်လီကော်ပတာနှစ်စီးပုံကျဲသွားကြောင်းလည်းသိရပါတယ်ရှင်။ KIO အရှိပိတ်တိုင်းဒေသပမော်ခရိုင်တင်စိမ့်ပါနဲ့အနီးပတ်ဝန်းကျင်ရှိပြည်သူများကိုဒီဇင်ဘာလ24ရက်နေ့ကအရှိပိတ်တိုင်းကိုဗစ်ကာကွယ်နှိမ်နင်းရေးကော်မတီတာဝန်ရှိသူများတွားရောက်ပြီးကိုဗစ်ရောဂါကာကွယ်နှိမ်နင်းရေးအသိပညာပေးဆွေးနွေးမှုလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဟောပြောပွဲမှာတင်စိမ့်ပါကျေးရွာလော့ခုံကျေးရွာဂျမိုင်ကျေးရွာခအုကျေးရွာတင်စိမ့်ပုံကျေးရွာလထော်ဖုကုံကျေးရွာလထော်ခပရာကျေးရွာနဲ့ကတ်ရန်ကျေးရွာများရှိပြည်သူများပါဝင်တက်ရောက်ကြကြောင်းလည်းသိရပါတယ်။ကိုဒေတာအတွင်းကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်အောင်ရောဂါကိုကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးဟောပြောတာဖြစ်ပြီးကိုဗစ်ရောဂါကာကွယ်ရေးအသုံးဆောင်ပစ္စည်းများကိုလည်းတွားရောက်ပေးအပ်ခြင်းများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ကိုဗစ်ရောဂါကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြောခြင်းအစီအစဉ်ကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ခေါင်းပါတုံပုံရွာရှိစပလင်စိုက်ပြူတဲ့ပြည်သူများ COVID-19 ရောဂါကြရက်ကြောင့်စပလင်ဈေးမရတဲ့အပြင်ရောက်မထပ်ပဲဝင်ငွေအခက်အခဲဖြစ်နေကြောင်းစပလင်တောင်တူများထမှသိရှိရပါတယ်။တရုတ်ငွေယွမ်80ကျော်ခန့်ရရှိရာကနေယခုနှစ်မှာလမ်းပန်းဆက်တွေရဲ့တရုတ်ပို့ဆောင်ရဲ့အခက်အခဲကိုဗစ်အခြေအနေဆိုးဝါးမှုကြောင့်တရုတ်ပြည်တို့တင်ပို့ဖို့ခက်ခဲလာကဝေလက်မရှိတဲ့လောက်ဖြစ်ပြီးဝေတူများကလည်းဈေးရှိတဲ့အခါပြန်ရောင်းထွက်ဖို့စပလင်စီတကျင်လင်းရွန်25တာပေးဝေတဲ့အတွက်စပလင်ပြန်လုပ်ဖို့ဇရိတ်တောင်ပြတဲ့အခက်အခဲမျိုးကြုံနေရကြောင်းလဲစပလင်တောင်သူများပြောပါတယ်။စပလင်ရိတ်သိမ်းချိန်မှာဖြစ်နေပေမဲ့ယောဂအခြေအနေကြောင့်အပြင်ထက်မရပဲရိတ်သိမ်းချိန်လွန်သွားလို့အရှုံးပေါ်လာမှာကိုလည်းစိုးရိမ်နေကြကြောင်းသိရပါတယ်။ခုံးပါသွန်ပုံရှိပြီးသူအများပိုင်းဟာအပြင်ဝင်ငွေရရှိအောင်စပလင်ကူတာအားထားကြထားပြီးစပလင်စိမ်းမရရှိတဲ့အခါစိုက်ပျိုးချိန်တုံးတဲ့အတုံးစိတ်တောင်မကမိကြောင်းနိုင်ငံရေးနဲ့ကိုဗစ်ရဲ့ရက်ခိုက်မှုတွေကြောင့်စာဝတ်နေရဲ့အတွက်ပါခက်ခဲလာတယ်လို့လည်းတောင်သူများကပြောပါရရှင်။လိုက်စာ TV ရဲ့ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းဆွေလန်းချမေကြပါစေရှင်။